နင်အချိန်မှမပေးနိုင်အစကတည်းကမြူနေလေ ခုမှအတနာခံရအောင်ငါတို့ကဇန်ရနေရမဟုတ်ဘူး မလေးမလေးပြန်တော့မရရအောင်ရှာပြီးလာပေးပါမယ်နော် ဟဲ့မရဘူးငါတို့ကစင်းနဲ့အင်းနဲ့လုံနေရအခုပေးမပေးမိမရကြရင်နားမလဲဘူးနော်တေသွားမယ် အခုမှမရှိရဘလို့ပေးရမှာလဲတက်ချင်တဲ့လာလာတတ်တော့လိုက်တော့ ဟိုမ ဒီကဘာကြည့်ရတယ်ကောင်မ ကြောင်းလေတော်ပြီဟဲ့မနှက်ဖန်ညနေဆက်လာပြီနော်အေးမပေးရင်တော့နေရောနေအောင်ကြောင်းမြေကြီးတူးထားလိုက်တော့နော်ငါအပေါ်ဒီမပြောတတ်ဘူးကြောင်းလေသွားမယ် တောင်းစားရင်မြင်မြင်သေးကြပါစေ အမေပိုင်လေအမေစီချိုအရန်တက်နေရဲ့ဒေါ်လေးသိန်းကြီးကစင်းပြန်သွားယူ ညာအမအိမ်မှာစစ်ကုန်သွားရ အော်ပုံလေးလုံးကပိုင်ရဲ့နေစကားတော့မရပဲညံသွားစမ်းပါ ဟုတ် မေမနေ့ကဘာရေးစားထားသေးလဲသမီးကိုကြီးစီကိုဖုန်းခေါ်ပေးမယ်နော်အမေဘာလို့လဲအမေရဲ့ကိုကြီးလည်းသိတယ်ပါတယ်ပတ်စံလေးပါလေးလွှဲတော့အမေတို့ဆေးဖို့လေးလည်းရတာပေါ့ ဟောရဖေး အားရလင်းလုံးနေရတာလေ ညာကျွန်တော်မေစီချိုတွေရမ်းတက်နေလို့တေးသွားယူပြီးပြန်လာတာပါကိုကြီးတို့ ဆေးယူတာတွေမြူတာတွေငါမသိဘူးဗျာအမလဲတူမင်းမပေးတာ2ရက်ရှိသွားပြီနော် ဟုတ်ညီလေးပေးပါမယ်ကိုကြီးရယ်ခုလို့ဆိုအမေကျမ်းမကြီးကကိုရေးကြည့်နေလို့အမေကိုဆေးရင်ကုနေရလို့ပါညီလေးအစ်စ်ကနာနဲ့ပေးပါမယ်ခရီးပါကိုကြီးတို့ရယ် ဟုတ်လားငါတို့ကပကြီးစိတ်ပြီးတရားစခန်းနဲ့ဝင်ရတော့မှာ ညီတကယ်ပြောတာပါဗျာ ဟေ့ရပေါ်ကြောင်ကွက်တွေလာမနေနဲ့ငါဆိုတဲ့ကောင်ကလေ